လိုင်းပေါ်မှာလိုင်း3နေတဲ့ဝါသနာရှင်ချစ်မိတ်ဆွေကိုမာတွေကိုမင်္ဂလာပါလို့ကျွန်တော်ဘက်ကနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာကျွန်တော်ကတော့ထိုင်းနိုင်ငံဦးစောလွင်ဖြစ်ပါတယ်ခင်ဗျာတာဝန်ယူတာဝန်ခံဦးစောလွင်ဖြစ်ပါတယ်ကျွန်တော်ဒီလေးလပိုင်းတည့်ရနေမှာထွက်ရှိမဲ့သူတွေကိုကျွန်တော်တို့ဘက်ကထွက်မယ်မထွက်ဘူးဆိုတာတော့အတိအကျတော့ပြောလို့မရဘူးခင်ဗျာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ဒါရုံးဌာနချုပ်ကဘေးကတိုက်လိုက်ဆိုလုံးဝပျက်စီးမှုဖြစ်သွားတယ်လူဦးရေလည်းမနေပဲတည်ဆုံမှုဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ရုံးကတော့အန်ဒီရတော့ကင်းတယ်ဒါပေမဲ့ထွက်မယ်မထွက်ဘူးဆိုတာတော့ကျွန်တော်တို့ဘက်ကတော့အတိအကျတော့ပြောလို့မရဘူးခင်ဗျ။ဘာကြောင့်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလည်းဒါအသက်ကိုလက်ကဲပေးရမယ်။ကြည့်ရှုနေတဲ့မိဘပြည်သူများကလည်းနော်ဝိုင်းရရှယ်ဒီနဲ့ကိုကြီးအသေးလေးနေကော်ပီလေးယူရှယ်နေအပေါင်းနေကော်ပီလေးတယောက်ကိုသုံးညွှန်သွားကြ။ခဏန်းကိုကူညီမယ်မကူညီမပြောဒါပေမဲ့အန်တီရဲ့ကင်းသွားမှကျွန်တော်တို့ဘက်ကကူညီမယ်လို့ကျွန်တော်ဘက်ကရေးပြောပါတယ်ကျွန်တော်ဆိုတာထိုင်းနိုင်ငံဥစောလွင်ဖြစ်ပါတယ်ကျွန်တော်တာဝန်ယူမှုတာဝန်မှုနဲ့လှုပ်ဆောင်ပေးပါပဲမိဘပြည်သူများကိုလည်းဒါယူထားတဲ့မိဘပြည်သူများကိုလည်းပေါ့အောင်ကူညီမယ်မကူညီမပြောကူညီမယ်ကျွန်တော်တို့ရုံးမှာဖြစ်သွားတာတော့မဟုတ်ဘူးဘေးပတ်ဝန်းကျင်ကဖြစ်သွားတာဒါပေမဲ့ကျွန်တော်ရုံးကတော့အန်တီရဲ့နဲ့နည်းနည်းကိုกินတာပဲချွန်းချွတ်လေးတော့ဖြစ်သွားတယ်အားလုံးကိုကျေးဇူးတင်